ခုမှတော့ငုံနေနဲ့တော့နင်တို့ကဖြစ်ပြီးသွားပြီပဲကဲနင်နဲ့ငါနဲ့လမ်းခွဲတဲ့ထိမ့်မဲ့ပြီးတော့မင်းနဲ့မင်းအကောင်နဲ့လက်သွဲတဲ့ထိမ့်မဲ့ပေါ့ကွာဟုတ်လားရက်လေးပါကြီးတောက်ကြရင်ထဲမှာလဲယူတီးလို့ပူမီးတွေတောက်လောင်နေရပါကဲရပါဦးကဲရပါဦးဘာဖြစ်တာတော့မင်းပဲမီးလောင်လို့ဆို